Hello，大家好，来老师今日教到9:10丢你讲咩咯？对啊，九個哩啊，一撇ပြီးတော့မှ很撇彎高很折彎高咁樣寫ရတယ်နော်သူကိုG有9339အိုင်ပေါ်မှာတင်ရမယ်3တန်လေးပါနော်သူစုပ်ချက်လေးတစ်ချက်ရှိတယ်ကြည့်ရအောင်一撇横撇安折弯弓စုစုပေါင်း2ချက်ပဲရှိရနော်好နောက်တစ်ခုက10လေးကတော့一横一竖တဲ့လား10သူက I ပေါ်မှာတင်ရတယ်နော်သူကလည်းစုပ်ချက်လေးကတစ်ချက်2ချက်ပဲရှိမယ်နော်好，来，那老师下一个咱们，နောက်ထပ်နှလုံးလေးထပ်ပြောပြအောင်မယ်နော်ထပ်ဆွဲပြအောင်မယ်来ဒါလေးကတော့နီနင်းဆိုတဲ့စလုံးလေးသူကရီဖြဲအောက်တက်တဲ့ကိုထွဲမယ်ရီစုနော်ရီဖြဲဟန်ကိုပြီးသွားတော့မှတူအောင်မှာဆွဲမယ်စုကိုရီဖြဲဤနာနရီနီဆန်းဆန်းနီအိုင်ပေါ်မှာတင်ရတယ်နော်စုပ်ချက်လေးကတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်ရှိရနော်နောက်တစ်ခုဟောင်လေးသွားမယ်ဟောင်ကတော့ကောင်းတဲ့သူစကလုံးလေးနော်ဖြဲ点一撇一横横撇竖钩一横နော်ဟအောင်ဟောင်ဆန်းဆန်းဟောင်နော်ဤပေါ်မှာတင်ရတယ်နော်လိုက်စုပ်ချက်လေးတွေ့ရအောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ရှိပါတယ်ဒါဆိုရင်老师တို့ဒီလေးလုံးလေးဒီမှတ်ကြတာပေါ့နော်ဒါ我们下个视频见နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်大家再见